Hello အားလုံးမင်္ဂလာပါဒီနေ့ကဒီဖိုင်းရွေးရဲ့သူတွေရဲ့လက်ရှိကံကိုပြောပြမှာပေါ့နော်လက်ရှိဖြစ်နေတဲ့စိတ်ခံစားချက်တွေလက်ရှိမှာရှိနေတဲ့ကိုယ့်ရဲ့ကံချီလေးဒါလေးတွေကိုပြောပြမှာပါဒီတော့ဒီအကက်လေး3ခုရွေးလိုက်မယ်ပေါ့နော်ဒီနေရာမှာကိုကြိုက်တဲ့တကက်ကိုစိတ်ထဲမှာမှတ်ထားလို့ရပါတယ်ဒါကဖိုင်း1မှာဒါကဖိုင်း2point 3ဒီတော့ဒီတဲကကိုကြိုက်တဲ့ကန်လေးတစ်ခုကိုယူထားလို့ရပါတယ်ပထမဆုံးအနေနဲ့ point 1ကစားလိုက်ပါမယ် point 1အနေနဲ့ကတော့ဒီကာလအတွင်းမှာဘာဖြစ်နေလဲဆိုတော့စိတ်ပိုင်းဆိုင်ရာလေးနဲ့ပျော်စရာကောင်းတဲ့ကိစ္စလေးကြုံနေရတာမျိုးကိုအားရကျင်တဲ့ဆရာကိစ္စလေးတွေရှိလာတာမျိုးပေါ့နော်ဒါမျိုးတွေဖြစ်တတ်တယ်ဥပမာပြောရရင်ကိုလုပ်တဲ့လုပ်ငန်းလေးတွေအောင်မြင်တာအဆင်ပြေတာအဲ့လိုလုပ်ငန်းမှမဟုတ်တခြားပေါ့နော်ကိုပြောတဲ့စကားလေးအောင်တာကိုလုပ်ကိုင်တဲ့များကိစ္စလေးတွေအဆင်ပြေသွားတာမျိုးဒါလေးတွေရှိနေတတ်တဲ့ကံစမားမျိုးရှိတယ်လက်ရှိကံလေးကတော့အရန်ကောင်းတဲ့ထဲမှာပါပါတယ်အခြေရကံဆိုလည်းတော်တော်လေးကောင်းနေတဲ့အနေအထားမျိုးရှိတယ်အဲ့လိုကိုသဘောကျရင်သူကကိုပြန်ပြီးသဘောကျတာမျိုးပြောမယ်ဆိုရင်ဒီအခြေအမှာမဟုတ်ပေါ့နော်တခြားလူမျိုးကိစ္စတွေဆိုလဲကိုနဲ့ဒီတခြားလူတွေနဲ့ခြားမှာအပြန်လည်နားလည်မှုရနိုင်တဲ့ကံကြမ္မာလေးရှိပါတယ်အရင်တော့အဆင်မပြေခဲ့တဲ့ကိစ္စတွေဆိုလဲအဆင်ပြေမယ်ပြောမယ်ဆိုရင်သူကတော့ဒီအခက်အခဲတွေကြားရမှာအောင်မြင်မှုရတတ်တယ်ဆိုရက်ကံကြမ္မာလေးရှိပါတယ်ရှေ့မှာကြုံခဲ့တဲ့အဆင်မပြေမှုတွေရှေ့မှာကြုံခဲ့တဲ့အခက်အခဲတွေကပြီးဆုံးသွားပြီးတော့မှအဆင်ပြေလာတော့မယ်အောင်မြင်လာတော့မယ်ပေါ့နော်ဒီလိုနမိတ်လေးရပါတယ်လက်ရှိကန်နေထားရတော့ဖိုင်1လေးအရန်ကောင်းနေတဲ့ကန်ချင်းလေးမျိုးလေးရှိပါတယ်ဖိုင်2တွေအနေနဲ့ကတော့အရန်ကောင်းတဲ့ကန်နမိတ်လေးကြားထားပါတယ်လက်ရှိဒီကြားထဲမှာတရားရောက်ကြောင့်စိတ်နှောက်ယှက်ဖြစ်တာမျိုးလေးတွေရှိနေလိမ့်မယ်လူတယောက်နဲ့ပတ်သက်ပြီးကိုယ့်အတွက်စိတ်နှောက်ယှက်ဖြစ်စေတာမျိုးပေါ့စိတ်နှောက်ယှက်ပေးတာခံရတတ်တယ်လို့စိတ်နှောက်ယှက်ပေးတာမဟုတ်ဘဲနဲ့ကိုယ့်အကိုဒီလိုနဲ့ပတ်သက်ပြီးတော့အဆင်မပြေတာမျိုးတယောက်နဲ့ကိုယ်နဲ့ခြားမှာစကားများမယ်ကိစ္စလေးတွေပေါ်လာတာမျိုးစကားပြောလို့အဆင်မပြေမျိုးလေးဖြစ်တယ်ဒါပေမဲ့ကြီးကြီးမားမားကြီးဘာမှဖြစ်စရာအဆင်မပြေကြကိစ္စတော့ရှိမှာမဟုတ်ပါဘူးဒီကာလကကံချင်းတွေအပြင်အဆင်ပြေနေတဲ့ကံကြမ္မာမျိုးရှိရဲ့အချင်းရေးရရောလူမှုရေးရရောဘယ်သူနဲ့ပဲဖြစ်ဖြစ်အဆင်ပြေတဲ့ကံကြမ္မာလေးရှိပါတယ်ပြီးတော့ဒီကိုအကျိုးပြုမဲ့သူပေါ်လာတတ်ပါတယ်တရားကြောင့်ကိုလုပ်တဲ့ကိစ္စတွေအဆင်ပြေသွားတာမျိုးရောက်ကြောင့်ကိုလုပ်ချင်တဲ့ကိစ္စတွေကိုဖြစ်ချင်တဲ့ကိစ္စတွေမှာအခွင့်အရေးတွေရလာတာမျိုးဒီလိုကံကြမ္မာလေးရှိရပါတော့ဒီတော့လက်ရှိဒီဖိုင်း2တွေအနေနဲ့လက်ရှိကံနေထားပြီးတော်တော်လေးအဆင်ပြေနေတဲ့အခြေအနေမျိုးရှိရဒီဖိုင်း2တွေနဲ့ထူးခြားချက်အနေနဲ့ဆိုရင်လက်ရှိအခြေရေးတွေတော်တော်လေးအဆင်ပြေလာမယ်ဆိုတဲ့နမိတ်မျိုးရှိပါတယ်ရှေ့မှာအဆင်မပြေတာမျိုးရှိထားတယ်ဆိုရင်အခြေရေးတွေပြန်ပြီးအဆင်ပြေလာတော့မယ်ဒီပူစာပန်းနဲ့တွေ့ရတတ်တယ်ဆိုတော့ကံကြမ္မာလေးလည်းရှိပါတယ်အထူးခြားသောချက်တွေနဲ့စင်ကယ်လေးတွေချက်သူရတတ်ပါတယ်ဒီတော့ဖိုင်း2တွေအနေနဲ့ကလည်းတော်တော်များများအဆင်ပြေမဲ့ကိစ္စတွေရှိလာမယ်ကိုကြုံရတဲ့နေ့ရက်တိုင်းမှာတော်တော်များများကိုတော့အဆင်ပြေမယ်ဆိုတဲ့နမိတ်မျိုးလေးကြားထားပါတယ်ဖိုင်း2အနေနဲ့လည်းအဆင်ပြေပါလိမ့်မယ်နောက်တစ်ခုဒီဖိုင်း3ရေကတော့နည်းနည်းတော့ပြောစားရမယ်အချိန်မျိုးဖြစ်တယ်ကိုလှုပ်ချင်တာတွေကိုဖြစ်ချင်တာတွေလှုပ်ခွင့်မရသေးတဲ့အချိန်ကြိုးစားခွင့်မရသေးတဲ့အချိန်တခုကိုရောက်နေတယ်ဒါမဲ့ကောင်းတာတစ်ခုလေးနဲ့ကကျတော့ဒီလိုမျိုးကိုယ့်အတွက်အဆင်မပြေမှုတွေကြားထဲမှာမှမိတ်ဆွေကောင်းကိုယ့်အတွက်ပါတနာကောင်းပေါ့နော်အဲ့လိုမျိုးလေးရှိလာနိုင်မယ်တကယ်စိတ်ရင်းအမှန်နဲ့ကိုယ်ချစ်ခင်မဲ့သူကိုညီပေးမဲ့သူအဲ့လိုမျိုးပေါ်လာတော့မယ်ဆိုတဲ့နမိတ်မျိုးလေးကြားထားတယ်ဒါပေမဲ့ကိုယ်တိုင်ရဲ့စိတ်ခံစားချက်တွေနေတော့အဆင်ပြေမဟုတ်ဘူးဒီဘိုင်းတရီရွေးထားတဲ့တော်တော်များများထဲမှာအသေးကွဲနေရမျိုးတို့တရားနဲ့ပတ်သက်ပြီးခံစားနေရတာအဆင်မပြေစိတ်ခံစားချက်တွေဖြစ်နေရမျိုးလေးများနေနိုင်မယ်ပေါ့နော်အသေးကွဲနေရလည်းဖြစ်နိုင်သလိုဒီမိတ်ဆွေတရားနဲ့ဒါမှမဟုတ်အကြောင်းအကိစ္စတစ်ခုခုကြောင့်စိတ်ထဲမှာစိတ်ပင်ပန်းတာမျိုးတွေကိုအားမလို့အားမရဖြစ်တာမျိုးပေါ့နော်တခုခုကိုစိတ်ဒေါသထွက်နေရဒီလိုမျိုးလေးဖြစ်နေတတ်တဲ့အချိန်တစ်ခုအခိုက်အတန့်တစ်ခုလို့ပြောလို့ရပါတယ်ဒါမဲ့ဒါကအချိန်တစ်ခုလောက်ထိပဲရှိလိမ့်မယ်မကြခင်မှာဒီကိစ္စလေးပြန်ပြီးပြေးလည်လာတော့မယ်တရားကြောင့်ပြန်ပြီးအဆင်ပြေသွားတော့မယ်ဆိုတဲ့နမိတ်လေးကြားထားပါတယ်ဒီတော့ဖိုင်း3ရဲ့အနေနဲ့ကတော့လက်ရှိကာလမှာအဆင်မပြေတတ်ပေမဲ့ဒီအချိန်တစ်ခုကိုကြော်ပြပြည့်နောက်မှာအရင်အဆင်ပြေတတ်တဲ့
အခြေအနေမျိုးရှိပါတယ်ရှိလာလိမ့်မယ်ပေါ့နော်ဒီတော့ဒါကတော့လက်ရှိဖြစ်နေတဲ့ကံအခြေအနေလေးကိုပြောပြခဲ့တာဖြစ်ပါတယ်နောက်ရက်တွေမှာလည်းတခြားဖိုင်းနေနဲ့ပြန်လာခဲ့ပါမယ်အဲ့လိုကျေးဇူးအများကြီးတင်ပါတယ်